အားလုံးပဲမင်္ဂလာပါမတွေ့တာတော့ကြာပြီဒါ vlog တွေလည်းကြားထဲမှာမတင်ပြဘူးပေါ့နော်ဆိုတော့ဒါကြားထဲမှာ vlog လေးပြန်တင်ဖို့အတွက် plan ရှိပါတယ်ဆိုတော့ဒီ video လေးကတော့ဒါဘွဲ့ယူတော့က high school ဘွဲ့ယူတော့ကပေါ့နော်ရိုက်ထားတဲ့ vlog လေးဖြစ်ပါတယ်ဒီ video လေးကိုတင်မဲ့နဲ့ဒါတော်တော်မတင်ပြဘူးပေါ့နော်အဲ့တော့ခုမှပဲတင်ရတာဖြစ်ပါတယ်ဆိုတော့စကြရအောင်အခုထားအကြောင်းတွားနေပါတယ်ကျောင်းကထားတို့ခေါ်ထားရပေါ့နော် graduation cap လုပ်ဖို့အတွက်ဒီအုတ်ထုပ်ကိုဘယ်လို decoration လုပ်ချင်တယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံ decoration လုပ်ဖို့အတွက်ကျောင်းခေါ်ထားတာပေါ့နော်ဒါကတော့ high school ရဲ့နောက်ဆုံးရက်လေးတွေဆိုတော့စိတ်ထဲမှာပျော်လဲပျော်သလိုတစ်ခုခုခွဲရမယ်ဆိုလည်းတည်ရတဲ့အတိုင်းပဲပေါ့နော်ဝမ်းလဲဝမ်းနေပါတယ်ဒါပေမဲ့လည်းကိုဒီနေရာကနေပြီးတော့အများကြီးစူးစမ်းခဲ့ result တွေကြောင့်ဒီလို graduation ရခဲ့ရဆိုတော့ပြောပါတယ်ချားကြီးဟာလုပ်ဖို့အတွက်မနှိညာတဲ့ရာစဉ်းစားပြီးတော့ဘောနော်ဘယ်လိုလုပ်အောင်လဲဆိုပလန်ထားပြီးတော့ဒါမဲ့ចောင်းလဲရောက်ကိုထားလူချင်းနဲ့ပန်းပုံစံနေရောပြီးတော့ပလဲတီတွေအစားလုံးဝမရှိဘူးပေါ့နော်မရှိရောအားနဲ့ចောင်းကလူတွေကလည်းထားတွားဝယ်ပြီးရပေါ့နော်အားကြောင့်မလို့ထားဒီလိုမျိုးလုပ်လို့ရတာပေါ့နော်ထားတဲ့ငယ်ချင်းကတော့အခုထိသူပလန်နေတော့ပါပဲသူဘာလို့လုပ်ရမလဲမသိနေဘူးဖြစ်နေပါတယ်ဒါပေမဲ့သူလုပ်ထားတာလေးလည်းတော်တော်လှနေပါတယ်ချန်ဒါကတော့ထားရဲ့ graduation cup လေးပါထားတော့ရမ်းကြိုက်ပါတယ်လို့ခုပြီးသွားပြီပေါ့နော်ကျောင်းကနေပြီးတော့ဒီအုတ်ထိုးဟာကို decoration လုပ်ပေါ်ပါပြီအခုဖေကျောင်းနဲ့သွားစီကံတော့ပြမယ်ပေါ့နော်သွားစီကံကရှေ့လာတွေကမပြရသေးဘူးပေါ့နော်အခု appointment ချိန်ထားတာဆိုခုဘတ်စကားစီးပြီးသွားပါမယ်ဒါကတော့အခါလက်ခါလာပေါ့နော်ဘာချိန်လဲလဲဆိုဒီမှာပြပါမယ်ဒီ brace လုပ်တဲ့ process တွေကိုပေါ့နော်ထားနောက်ကြမှာပဲ vlog နဲ့တည်တံ့ရိုက်ပြီးတော့တင်ပေးမယ်ပေါ့နော်ဒါကတော့ဒီတိုင်းပဲထားအဲ့ရတုံးကတွားတယ်ဆိုတဲ့ဟာလေးကိုတိုင်း clip ထည့်ထားတာလေးပေါ့နော်ဒီနေ့ကတော့ဒါ graduation မှာဝတ်ဖို့အတွက်ပေါ့နော်အင်ဂျီရယ်ဖက်နက်ရယ်တွားပြီးတော့ဝယ်တဲ့နေ့လေးဖြစ်ပါတယ်ဒီမှာက graduation ဝတ်ဆောင်อ่ะပေါ့နော်ကိုကြိုက်တဲ့ဒီတွင်းပိုင်းကကိုကြိုက်တယ်လို့ဝတ်လို့ရတယ်ကိုရဲ့ culture အင်ဂျီပဲဝတ်ကိုကြိုက်တဲ့အင်ဂျီပဲရမဆိုအင်ဂျီပေါင်းမိပေါ့နော်ကြိုက်တယ်လို့ဝတ်လို့ရတယ်ထားတော့ဒီဟာကိုဒီ graduation မှာထားတော့အဖြူရောင်ခေါင်းဝင်လေးကိုလိုက်ရှာရဲပေါ့နော်ဘာဖြစ်လို့ဒီမှာလဲအဲ့လိုမျိုးအရန် trend ဖြစ်နေရဲပေါ့နော်အဲ့ခေါင်းဝင်ဖြူလေးဝတ်တဲ့ဟာလေးอ่ะဆိုတော့အားကြောင့်မို့ထားအကုန်လုံးကိုဆိုင်တိုင်းကိုလိုက်ပြီးတော့အင်ကြီးဖြူအောင်လေးခေါင်းဝင်လေးပေါ့နော်လိုက်ရှာပြီးတော့ try ကြည့်ပါတယ်ဒါလေးကတော့ထား try ခဲ့ရလေးပေါ့နော်အဲ့ထဲမှာမှထားကြိုက်တဲ့သစုံကိုတော့တွေ့ခဲ့ရပေါ့နော်ဆိုတော့အင်ဂျီရသွားခဲ့ပါပြီကဲအခုကတော့ဖနက်အလဲရောက်ပါပြီဖနက်ကလည်းတော်တော်ရွေးရတာခက်တယ်ပေါ့နော်အင်ဂျီနဲ့လိုက်မလိုက်အင်ဂျီကိုထုတ်လိုက်ပြန်ပြီးတော့လိုက်လားမလိုက်လားကြည်လိုက်နေပေါ့နော်တော်တော်ရွေးရခက်နေပါတယ်အကုန်လုံးကလှနေအောင်ဆိုတော့ဘာဖနက်ရွေးလို့ရွေးရမလဲမသိနေနောက်ဆုံးမှာဒီဖနက်လေးတော့ရှာတွေ့ပြီးတော့အရန်ကြိုက်သွားလို့ဒီဖနက်လေးဝယ်လာခဲ့ပါတယ်ဒီနေ့က rehearsal နေ့လည်းဖြစ်တယ်လို့တစ်နှစ်လုံးစာပေါ့နော်သူတို့ကစူးစမ်းတဲ့လူတွေကိုစုပေးတဲ့နေ့လည်းဖြစ်တယ်ပေါ့နော်ထားတဲ့ငယ်ချင်းတွေကလည်းစုတွေရခဲ့ပါတယ်နောက်ပြီးတော့တကြောင်လုံးမှာမှပတ်စံရတဲ့လူကအဲ့တော့4ယောက်ပဲလားမသိရှိရပေါ့နော်ထားရခဲ့ပါတယ်ဒီ graduation လောက်တော့ကတော့တယောက်တည်းပေါ့နော်အကုန်စဆုံးပြင်ရတော့အချိန်ကအရန်ကတ်နေပြီပေါ့နော်ဘာမှလုပ်ချင်မရှိဘူးအားကြောင့်မို့ထားရဲ့ကောင်းတဲ့ထားကိုလက်သေးကားပေါ်မှာပဲကပ်ပေးရတယ်ပေါ့နော်ဒီဘွဲယူတော့ကလည်းနည်းနည်းအားငယ်ရတယ်ဘာလို့လဲဆိုမြန်ကုန်မှာရှိလို့ရှိရင်မေအမားတွေနဲ့ပေါ့နော်တေးချာချာပြင်ဆင်ပြီးတော့ထွက်လို့ရတယ်ဒီမှာကျတော့ကိုတယောက်တည်း
သွားရတာဆိုတော့ပေါ့နော်နည်းနည်းအားငယ်ရတယ်ပြီးရင်ယူတဲ့ခါကျရင်လည်းကျောင်းရောက်တော့အများစုကပေါ့နော်အဲ့လိုမိဘတွေရှိတယ်မေတွေဖေတွေမောင်နှမတွေအကုန်လုံးလာတူတူလာကြရပေါ့နော်ထားကြတော့တယောက်တည်းသွားကြဆိုတော့နည်းနည်းတော့အားငယ်ရတာတွေတော့ရှိပါတယ်ဒါပေမဲ့လည်းကောင်းဆုံးကြိုးစားခဲ့ဖြစ်တဲ့ကြောင့်မလို့ပြောပါတယ်စားပါတော့မယ်Good. Sorry, no, that go. Sean Hildreth. Alani Roman. Tata Susan. Finally did it! Yay! La 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 la. 好啦，可能你的啥啥么路吧？
ခဏနာနေပါတယ်ပြီးမှတပွန်လေးလာလေးရိုက်မယ်ပေါ့နော်ကောင်းတော့ဖြုတ်သေးပါဦးGame. ဒီ graduation လောက်ရတဲ့ခံစားချက်ကတော့ဒီပင်မမှုတွေကိုပေါ့နော်လုံးဝရေနဲ့စီးချလိုက်သလိုမျိုးလုံးဝကိုတက်တာဝါပြီးတော့ပေါ့နော်အရန်ကိုပြောဖို့ကောင်းပါတယ်ဒီနေ့လေးကတော့ထားအတွက်အမြဲမှတ်ရနိုင်မယ်နေ့လေးတစ်နေ့ဖြစ်ပါတယ်တခုခုသိချင်တာမေးချင်တာရှိလို့ရှိရင်လည်းထားကိုmessage ပဲဖြစ်ဖြစ် comment ဖြစ်ဖြစ်ပို့လို့ရပါတယ်ဆိုတော့အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ see you in the next video ပါ bye bye